မင်္ဂလာပါကိုရီးယားစကားကိုစောက်တဲကအတိုင်းတောင်းတကြီးပြောနေရတာမျိုးမဟုတ်ပဲတက်ကက်ကိုရီးယားလူမျိုးတွေလိုရေးစည်းစလိုချောချောမွေ့မွေ့ပြောနိုင်ဟိုအတွက်လိုအပ်တဲ့နည်းလမ်းတွေကိုဒီနေ့အတူတူလေ့လာကြည့်ကြအောင်တင်ကိုရီးယားစကားပေါ်တဲ့အခါမှာလေစကားလုံးတွေကိုတလုံးချင်းစီအဲ့လိုမျိုးရွတ်နေပြီလို့ကို့အတိုင်ကဆက်လို့တကောင်လို့တောင်းကြီးဖိနေတယ်လို့ခန်းစားဖူးလားဗျတကယ်တော့လေအဲ့ဒါကတင်အတန်ထွက်မကောင်းလို့မဟုတ်ပါဘူးအဓိကပြဿနာကစကားလုံးတွေကိုတဘာဝကြကြချိတ်ဆက်ပေးတဲ့အတန်ထွက်စီမျိုးဆိုတဲ့မော်ပညာလေးတွေကိုမသိသေးတော့ပါကဲဒါဆိုရင်တော့အဲ့ဒီမော်ပညာလေးတွေကိုအတူတူလေ့လာကြည့်လိုက်ရအောင်ကဲဒါဆိုရင်တင်ရဲ့ကိုရီးယားစကားပြောစွမ်းရည်ကိုလုံးဝပြောင်းလဲပေးမဲ့အရေးကြီးဆုံးအတန်ထွက်မော်ပညာ၃မျိုးကိုကြည့်လိုက်ရအောင်ကျွန်တော်အမခန့်နဲ့ဒီစီမီနီကတင်ပြောနေကြကိုရီးယားစကားကိုနောက်တစ်ဆင့်ကိုတကယ်ပဲတွန်းတင်ပေးနိုင်မှာပါအဲ့ဒီမော်ပညာ၃မျိုးကတော့တေအတန်ချိတ်ဆက်ခြင်းနင်းအတန်ပြင်းထန်စေခြင်းနဲ့၃နားတန်သုံးပြီးအတန်ကိုပျော့ပြောင်းစေခြင်းတို့ပါပဲဒီ၃ခုကိုဒါတိတိကျကျနားစေသွားရင်လေတဘာဝကျကျပြောလိုက်မှုတဝက်လောက်အောင်မြင်သွားပြီလို့ပြောလို့ရပါတယ်။ဘာမှမဆုံးမော်ပညာကတော့အတန်ချိတ်ဆက်ခြင်းပါ။ဒါကိုလွယ်လွယ်လေးမှတ်လို့ရအောင်အင်အလွတ်ထဲပြောင်းရွှေ့ခြင်းနီးရမှလို့ပြောကြရအောင်ဆိုလိုတာကရှေ့စကားလုံးရဲ့အောက်ဆုံးမှာရှိတဲ့ပြေးကလေးသူ့နောက်ကအတန်မရှိတဲ့အင်အောင်ဆိုတဲ့အင်အလွတ်လေးထဲကိုပြောင်းရွှေ့ဝင်ရောက်သွားတာမျိုးပါဥပမာကိုကြည့်လိုက်အောင် Babs ဆိုပြီးအတန်ကိုတုံးခလက်ရပ်ပစ်မဲ့အစားအောက်က VA ကိုနောက်ကိုပို့လိုက်ပြီးဘာဘူးဆိုပြီးချောချောမွေ့မွေ့လေးချိတ်ဆက်ပြီးထွက်လိုက်တာပါကြားရလားအတန်းကလုံးဝမပြတ်တော့သွားဘူးak မဟုတ်တော့ပဲmakဆိုပြီးထွက်သွားတာမျိုးပေါ့ကဲဒုတိယမော်ပညာကတော့ဝုန်းခနဲ့တိုက်မှုတာနဲ့တူပါတယ်စိတ်ထဲမှာမြင်အောင်ကြည့်လိုက်နော်ရှေ့စကလုံးရဲ့အောက်ဆုံးကအတန်ပြင်းတဲ့ဘီရဲတွေကနောက်ကလာရဲ့ဘီရဲတရှုနဲ့တွေ့တဲ့အခါမှာလေနောက်ကတန်ကပို့ပြီးတော့ပြင်းထန်သွားတယ်တင်းမာသွားပါတယ်ဥပမာဟက်ကျိုလို့ပေါ်ပေါ်လေးထင်မဲ့အစားတီဇီမင်းကြောင့်ဟက်ကျိုဆိုပြီးဒုတိယအတန်မှာဂဆိုပြီးတင်းခနဲ့ထီသွားတာမျိုးပါဒီလိုတင်းမာတဲ့အတန်လေးစီကကိုရီးယားစကားပြောကိုပို့ပြီးတော့ rhythm ကြစေပြီးနားထောင်လို့ကောင်းစေတဲ့ဆွဲဆောင်မှုတစ်ခုပါပဲနောက်ဆုံးတစ်ခုကတော့ရာအတွက်ချိုးစီလို့ပြောလို့ရပါတယ်ဆိုလိုတာကအတန်ထွက်ရခက်တဲ့စာလုံးနှလုံးဆက်တိုက်တွေးတဲ့ခါမှာလေကျွန်တော်ရဲ့ຢာကပြင်းပန်းခံပြီးမထွက်တော့ဘူးသူ့အလိုလိုအလွယ်ဆုံးထွက်နိုင်တဲ့နီးစပ်ရာနာတန်ဘက်ကိုပြောင်းထားတာပါဒါကစကားကိုရည်စည်းသလိုဖြစ်စေတဲ့အဓိကရုပ်ဝက်ချက်တွေကတခုပဲ။အိုမာကုမိုးလို့လျာကိုခောက်ပြီးအထံကိုရက်တန့်ပေးရတာကခက်ပါတယ်။အဲ့ဒီစားလျာကအလွယ်လန်းကိုလိုက်ပြီးကုမိုးဆိုပြီးနှာခေါင်းစံလေးနဲ့ပျော့ပျော့လေးဆက်သွားလိုက်တာကပူပြီးတဘောပေါက်ချတယ်လို့နားထောင်လို့လည်းအများကြီးပိုကောင်းသွားပါတယ်။ကောင်းပါပြီ။အတန်ထွက်တီချုံမွေ့သွားပြီဆိုတော့စကလုံးတွေကိုဘလို့မှန်ကန်စီပြီးဝါကြတကြောင်ဖိတောင်တီဆုံးမလဲဆိုတာကိုစက်ကြည့်အောင်။ကိုရီးယားဘာသာစကားရဲ့အဓိကကြတဲ့ဒီဆောက်ပုံကအင်္ဂလိပ်နဲ့မတူဘူးနော်။သူက getter subject ပြီးရင် can object ပြီးမှအဆုံးဖြတ်ပေးမိကြည့်ရ verb ကနောက်ဆုံးမှလာပါတယ်။ဒါကြောင့်ကိုရီးယားလူမျိုးတွေစကားပြောရင်ဝါကြရဲ့အဓိပ္ပာယ်အပြည့်စုံကိုသိဖို့နောက်ဆုံးစကားလုံးကိုထိစိတ်လှုပ်ရှားစွာနဲ့နားထောင်ရတာမျိုးပေါ့ဝါကြတကြောင်မှာဘေးလကလုံးကပါအလုပ်လုပ်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်ဖို့ဒီအမီလေးများလို့ခေါ်တဲ့ particles တွေကအရင်အရေးကြီးပါတယ်။သူတို့ကအလန်းညွန်ပေးတဲ့ sign book လေးတွေလိုပါပဲ။အနွန်နွန်ကတော့ဝါကြရဲ့အဓိကဇာတ်ကောင်ကိုပြပြီးဤကတော့အလုပ်လုပ်တဲ့ကတားကိုအတိအကျထောက်ပြပေးပါတယ်။ real ကတော့အလုပ်ခံရတဲ့ကံကိုပြပြီးတော့ဆောကတော့ဒီအဖြစ်အပျက်ကပေးနေရပေးအချိန်မှာဖြစ်တာလဲဆိုတာကိုသတ်မှတ်ပေးပါတယ်။ကဲအခုနကကျွန်တော်တို့သင်ခဲ့တဲ့အတန်ထွက်မော်ပညာတွေရောတရာစီမင်တွေကိုရောအားလုံးပေါင်းဆက်ပြီးလို့တကယ်လက်တွေ့စကားပြောတဲ့မှာဘလို့အတန်ထွက်ပြီးဘလို့တုံးလဲဆိုတာကြည့်ရအောင်ဒီမှာတုံးသွားတဲ့ EAO နဲ့ EAO ဆိုတာကယဉ်ကျေးတဲ့အထုံးလုံးတစ်မျိုးပါပဲဒါပေမဲ့သူကအရန်အထံကတက်ဆန်တာမျိုးမဟုတ်ပဲတကယ်ချင်းတွေရင်းနှီးတဲ့လူတွေနဲ့ခင်မင်ပြောဆိုတဲ့အခါမှာသုံးတဲ့ပုံစံမျိုးပါဒါကြောင့်နေ့စဉ်ဝါမှာအသုံးများဆုံးပုံစံလို့ပြောလို့ရတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာကအချိန်ကိုပြောတဲ့အခါမှာပါ။နာယိုပြောတဲ့အခါကျတော့ကိုရီးယားကနန်းစစ်ကိုသုံးပြီးတော့မိနစ်ကိုပြောတဲ့အခါမှာတော့ကြွရုပ်ကလာတဲ့ကနန်းတွေကိုသုံးရပါတယ်။ဒါလေးကတော့ကိုရီးယားဘာသာစကားရဲ့ထူးခြားချက်တစ်ခုမို့လို့တေးသေးချာချာလေးမထဖို့လို့လိုပါမယ်။ဟုတ်ပြီ။ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တာတွေကအစားပေးရှိပါသေးတယ်။ကိုဘာသာကိုစစ်ပြီးလေ့လာနိုင်မယ်ပြောစရာကောင်းတဲ့နည်းလမ်းတချို့ကိုလည်းမျှဝေပေးချင်ပါတယ်။တင်ချိုင်းဆုံး key drama စကားတွေ key pop တချင်တွေကတဲ့အထက်အကောင်းဆုံးတင်ထောက်ကိုပစ္စည်းထင်လာနေပါတယ်။အထူးသဖြင့် shadowing လို့တာကအရန်ထိရောက်ပါတယ်။ shadowing ဆိုတာကတရုပ်ဆောင်ကြောပြောလိုက်တာနဲ့တပြိုင်နက်အရေးတစ်ခုလိုပဲသူ့ရဲ့အတန်နေအတန်ထားအဖြစ်အကြောင်းအရှင်အဟုန်ကအစအကောင်လုံးတုံလိုက်ပြောကြည့်တာမျိုးပါ။ဒါကြောင့်မလို့တာတော့တစ်ခါလောက်ဖြစ်စမ်းကြည့်စေခြင်းပါ။ကဲအနှစ်ချုံအနေနဲ့ပြောရရင်တို့ရှင်းရှင်းလေးပါပဲ။ဒီနေ့လေးလာခဲ့တဲ့အတန်ထွက်မော်ပညာ၃မျိုးကိုကျွမ်းကျင်အောင်လေ့ကျင့်ပါ။ SOV ဝါကြတိစောက်ပုံကိုနားလည်ပြီးအမီလေးတွေကိုမှတ်အောင်သုံးတတ်ပြီးဆိုရင်သိကြပါတယ်။သင်ပြောတဲ့ကိုရီးယားစကားကစက်ရုပ်လိုတောင်းကြီးဖက်မနေတော့ပဲတကယ်ကိုရီးယားလူမျိုးတယောက်လိုတပါဝါကြပြီးနားထောင်လို့ကောင်းလာမှာပါ။အာမလျှော့ပဲစက်ကြိုးစောတော့ပါသင်လုံနိုင်မှာပါ။
ဒီနေ့ကျွန်တော်တို့အတူတူလေးလာခဲ့တာတွေကတင်းအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီနေ့သင်ခန်းစာအပြင်ကိုရီးယားဘာသာစကားနဲ့ပတ်သက်ပြီးထခြားဘာတွေကိုထပ်ပြီးတော့သိချင်သိလဲဆိုတာကို comment မှာရေးပြီးမျှဝေတော်လို့ရပါတယ်နော်နောက်ထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပါဒီရဲ့ကိုရီးယားစကားပြောစွမ်းရည်ကို note စစ်မြင့်တင်ဖို့အဆင်သင့်ထင်နေပြီလားဒီနေ့မှလေကျွန်တော်တို့သင်ထားတဲ့စကားလုံးတွေကိုစာအုပ်ထဲကလို့တွန်းတိကြီးမဟုတ်ပဲတကယ်ကိုရီးယားလူမျိုးတွေလို့ရည်စည်းတယ်လို့ချောချောမွေ့မွေ့လီဘလို့ပြောရမလဲဆိုရဲလျှို့ဝှက်ချက်တွေကိုအကုန်ဖွင့်ချပြသွားမှာပါကဲ밥을 먹어요ဆိုတဲ့ဝတ်ချက်တွေကိုစိတ်ထဲမှာဖြစ်ဖြစ်အထန်ထွက်ပြီးဖြစ်ဖြစ်တစ်ခေါက်လောက်ပြောကြည့်ပါလားခဏလေး뜬 밥을 먹어요ဆိုပြီးစာလုံးတုံးချင်းကြီးကိုတိတိကျကျကြီးဖြစ်ပြီး연는 믿어라 아စိတ်မပူပါနဲ့ဒါကတင့်တယောက်တည်းဖြစ်နေရမဟုတ်ပါဘူးကျွန်တော်တို့လိုလိလာနေသူတိုင်းအဆက်ပိုင်းမှာဒီလိုပါပဲဒါပေမဲ့အဲ့လိုတလုံးချင်းကြီးဖြတ်ပြောနေတဲ့အချင်းကြီးကပဲတင့်စကားပြောတဲ့ကိုတဘာဝမကြပဲစိတ်ယုတ်ကြည်လို့ဖြစ်နေစေတဲ့အဓိကတရားကောင်ပေါ့ဒါပေမဲ့ကိစ္စမရှိဘူးဒီနေ့ကစပြီးအဲ့ဒီပြဿနာကိုကျွန်တော်တို့တူတူဖြေရှင်းကြမယ်ဘယ်လိုလုပ်မလဲခေါင်းစားရတဲ့တတစည်းမြင့်ကြီးတယ်နေလားဟင်းမဟုတ်ပါဘူးဒီနေ့ကျွန်တော်သင်ပေးမှာကတကယ့်ကိုအစွမ်းထက်တဲ့မော်ဖြင်ကြား၃မျိုးပါဟုတ်ပါတယ်မော်ဖြင်ကြားလို့ပဲပြောပါစေဒီ၃မျိုးကိုသာသင်ပိုင်ပိုင်နိုင်နိုင်သုံးသပ်သွားရင်လေသင်စကားပြောပုံကချက်ချင်းဆိုလို့ပြောင်းလဲသွားမှာကိုအံ့ဩသွားစေရမယ်လို့အာမခံတယ်ကဲဒါကတော့ဒီနေ့ကျွန်တော်တို့တွားကြမယ့်ခီးစဉ်ဖန်တီးပါပဲပထမဆုံးဘာလို့စရုပ်တန်ထက်နေလဲဆိုတဲ့အရင်မြစ်ကိုရှာမယ်ပြီးရင်အစွမ်းထက်မောပညာတွေဖြစ်တဲ့အတန်းချီဆက်တာစီးချက်ထည့်တာတွေကိုသင်မယ်ပြီးတော့ဝါချက်ဒီ6ပုံရဲ့လိုအပ်ချက်ကိုဖော်ထုတ်မယ်နောက်ဆုံးမှတော့ဒီမောပညာတွေကိုကိုယ့်ရဲ့လက်နဲ့တစ်ခုလိုကျွမ်းကျင်သုံးနိုင်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာဒီအားလုံးကိုပြောပြသွားမှာပါဟုတ်ပြီအားလုံးအစင်းသင့်ဖြစ်ရင်ပထမဆုံးနဲ့အရေးကြီးဆုံးမောပညာကိုစလိုက်ကြရအောင်သူ့နာမည်ကတော့အတန်ချိတ်ဆက်ခြင်းပါလွယ်လွယ်ပြောရရင်ပြတ်တောက်နေတဲ့စကလုံးဒီကြားထဲမှာမမြင်ရတဲ့တတားလေးတစ်ခုကိုခင်းပေးလိုက်တာနဲ့အတူတူပါပဲဒီမောပညာကအရာကိုရိုးရှင်းပါတယ်မရလေအောင်ကျွန်တော်ကအိမ်ကလွတ်တို့ပြောင်းရွှေ့ခြင်းဥပဒေသားလို့နာမည်ပေးထားတယ်ဒီလိုစဉ်းစားကြည့်ပါအရှိစာလုံးရဲ့အောက်ကအတပ်ဘတ်ချင်ကတယောက်တည်းအထီးကျန်နေတယ်သူနောက်မှာကအတန်တန်ဘူးမရှိတဲ့အိမ်ကလွတ်လေးတစ်လုံးရှိနေတယ်အဲ့ဒီခါမှာအရှိကအတက်ကအားနေတဲ့အဲ့ဒီအိမ်လွတ်လေးချက်ကိုခုန်ကူးပြီးနေရာဝင်ယူလိုက်ချပဲအရင်လွယ်တယ်ဟုတ်တယ်မလားကဲလက်တွေ့ကြည့်လိုက်ရအောင်ချက်ကူလို့တလုံးချင်းမပြောတော့ဘူးគឺအတလေးကဟိုဘက်အိမ်အလက်ကိုကူးသွားတော့ချက်ကူဖြစ်သွားရောချောသွားတယ်လိုက်ဆိုကြည့်ပါချက်ကူဟုတ်ပြီဥမတ်ဆိုရင်ကောဥမတ်ဖြစ်သွားတာပေါ့ကိုချ်ကတော့ကိုချ်ဒီတထားခင်းနဲ့မောပညာလေးတစ်ခုတည်းနဲ့တင်စကားပြောကတိတိတာတာကိုချိုးမွေးဖောက်မှတီးကြတဲ့ကောင်းပြီဒုတိယမော်ပညာကတော့တင်ဝါကြောက်ကိုအသက်ထည့်ပေးမဲ့အရာပါပြားချက်ကြီးမဖြစ်တော့အောင်စီချက်လေးလေးချောမွေးမှုလေးလေးထည့်ပေးမှာပေါ့ဒါကိုကျွန်တော်ကတော့ဝါကြောက်ကိုနှလုံးခုန်တန်းနဲ့ချောစီထည့်ပေးခြင်းလို့ခေါ်ခြင်းတယ်ပထမတစ်မျိုးကနှလုံးခုန်တန်းထည့်တာသူကိုအတန်းပင်ဖြီခြင်းလို့ခေါ်တယ်ကြောက်တီဂတ်ဖြော့လို့အတန်မာတဲ့အသက်တွေနောက်ကစကလုံးတွေကအလွတ်လွတ်အားပေါ်ပါပြီခုံပေါက်သွားတယ်လို့ပဲဟက်ကျိုလို့ရိုးရိုးလေးမဟုတ်ပဲဟက်ကျိုဆိုပြီးအရှင်လေးနဲ့ဖြီးပြောရတယ်နှလုံးခုန်တန်လို့ပဲတုတ်တုတ်ဆိုတဲ့စီးချက်လေးဝင်သွားတာပေါ့လိုက်ဆိုကြည့်ပါဟက်ကျိုရှစ်တန်ကလည်းအတူတူပဲရှစ်တန်ဖြစ်သွားရောနောက်တစ်ခုကတော့ချောစီထဲတာအတန်ပြောင်းချင်းပေါ့ဒါကတက်လျာကိုညာရတဲ့မော်ပညာလို့ပြောလို့ရတယ်အတန်ထွက်ရခက်တဲ့အတန်မမာနှစ်ခုစုံတဲ့အခါကျွန်တော်ရဲ့လျာကအပင်မခံချင်ဘူးလေအလွယ်ဆုံးနီလန်းကိုအလိုလိုရှာပြီးအတန်ကိုပျော့ပြောင်းချောမွေ့ပစ်လိုက်တယ်။ဥပမာရှင်လားလို့လျာကိုနှစ်ခါလုံးမဲ့အစားရှင်လားဆိုပြီးတစ်ခါရဲချော့တိုက်သွားတယ်။ဂူးမူလို့ခလုတ်ကိုင်မဲ့အစားဂူးမူဆိုပြီးနူးနူးညံ့ညံ့လေးဖြစ်သွားတာမျိုးပေါ့။ကဲအတန်ထွက်နဲ့ဆိုင်တဲ့မုံပညာတွေကိုထိသွားပြီ။ဒါပေမဲ့တကယ်ကိုသဘာဝချချပြောရှိတယ်တော့နောက်ထပ်လူဝက်ချက်တစ်ခုရှိသေးတယ်။ဒါကကိုရလူမျိုးတွေရဲ့ထွေခေါ်ပုံနဲ့တရားပတ်သက်နေတဲ့ဝါချက်တီစောက်ပုံပါပဲ။ဒီပိုက်ကနည်းနည်းလေးပိုနဲ့ဆိုင်နေတယ်ဒါပေမဲ့အရန်ကိုအရေးကြီးပါတယ်။ကိုရီးယားဝါကြားက subject object verb ပုံစံနဲ့တွားတယ်ဆိုလိုတာကဘသူက subject ဘာကို object ဘာလို့တဲ့ verb ပေါ့ဒီမှာအရေးကတော့ချက်ကဘာလဲဒီလားအရေးအကြီးဆုံးဖြစ်တဲ့ဝါကြားတစ်ချောင်းလုံးရဲ့အနှစ်သာရဖြစ်တဲ့ဘာလို့တဲ့ဆိုရဲကြီးရာ verb ကအမြဲတမ်းအဆုံးမှာပဲလာတာပါဒါကြောင့်မလို့ကိုရီးယားစကားကိုအဆုံးထိနားထောင်ဆိုတဲ့စကားပုံတော်ရှိတာပေါ့အဆုံးသက်ကိုမကြားရမချင်းသူဘာပြောချင်မှတိတိကျကျမသိနိုင်ဘူးလေကဲအားလုံးဆောင်ရုံနေတဲ့အချိန်ရောက်လာပါပြီဒါကဒီနေ့တင်ဆက်မှုရဲ့အထွတ်အထိပ်ပါပဲခုနကကျတော့တိုင်ခဲ့တဲ့မော်ပညာတွေကအားလုံးကိုပေါင်းဆက်ပြီးတော့အသက်မရှိတဲ့စက်ရောက်ဝါကြတဲ့ကြောင့်ကိုအသက်ပြန်သွင်းကြမယ်ဒါကိုဝါကြကို CPR ပြင်လို့အခြေလွတ်နာမည်ပေးလိုက်ကြရအောင်အားလုံးအသက်အောင်ပြီးချီနေပေးကြပါဒီမှာလူနာရောက်လာပါပြီအသက်မရှိစိတ်မရှိတဲ့ဝါကြတဲ့ကြောင့်မှာကျွန်တော်စက်ရုပ်အတန်နဲ့ရွတ်ပြမယ်နားထောင်ကြည့်ပါဟာဆန်ရှစ်တန်းအဲဆောပါဘ်မော့ဆမ်နီဒါကြားရဘလို့နေလေလုံးဝတဘာဝမကြောက်ဟုတ်ကြမလားကဲ CPR ဆက်လိုက်အောင်
ပထမဆုံး 학생 ကြက်တဲ့စစ်တွေ့ပြီချက်ချင်းပဲမော်ပညာနံပါတ်2ဖြစ်တဲ့နှလုံးခုန်တန်းကိုထည့်မယ် boom 학생 ဆိုပြီးအတန်ကပြင်းသွားပြီ ဆက်သွားမယ်식당에서 마 머비냐 나쿠고 빵동야메 식내 땅တွေ့တော့နှလုံးခွန်တန်ထည့်ပြီး식당ထိသွားတယ်ပြီးတော့땅 내에서တွေ့တဲ့အခါမော်ပညာနံပါတ်1တတာခင်းချင်းကိုသုံးပြီး 식당에서 ဆိုပြီးချိတ်ဆက်လိုက်တယ်လှတယ်မလား ဘာဘူးကတော့လွယ်လွယ်လေးမော်ပညာနံပါတ်1အင်္ဂလိပ်တို့ဖြောင်းရွှေ့ခြင်းကိုပဲသုံးလိုက်တာဘူးအတက်လေးဟိုဘက်ကိုကူးသွားတော့ဘာဘူးအယံချိုးမွေ့တော်ပြီ ကဲနောက်ဆုံးအပိုင်းနင်းနဲ့ရှုပ်တဲ့ moxamnida ဒီမှာလဲမော်ဘီနာနှစ်ခုလို့တဲ့ gov နဲ့ sut တွေ့တော့နှလုံးခုန်တန်းထည့်ပြီး moxam ဖြစ်သွားတယ်ပြီးတော့ beer နဲ့ nut တွေ့တဲ့အခါရှာတက်တောင်ချောစီးထည့်ပြီး moxamnida ဆိုပြီးနူးညံ့ချောမွေ့စွာအဆုံးတက်လိုက်တယ် ကဲမော်ပညာအားလုံးရဲ့စွာနဲ့ကျွန်တော်တို့ရဲ့ဝါကြ CBR ပြုလုပ်ခြင်းအောင်မြင်သွားပါပြီအသက်မရှိတဲ့စရုပ်ဝါကြလေးကနေအခုအသက်ဝင်ပြီးစီးချက်ညီနေတဲ့ဝါကြအဖြစ်ပြန်လဲမွေးဖွားလာပါပြီနားထောင်ကြည့်လိုက်ပါ학생 식당에서 밥을 먹습니다 오အစားကနဲ့ကခုထန်ဘလန့်တောင်ကွာသွားလဲအဲ့ဒီခြားနာချက်ကိုခန်းစားကြည့်လိုက်စမ်းပါ ဒီမော်ပညာတွေကိုတည်သွားပြီဆိုတိုင်းချက်ချင်းပိုင်နိုင်သွားမှာတော့မဟုတ်သေးဘူးပေါ့ဒါတွေကိုစာအုပ်ထဲက theory တက်တက်မဟုတ်ပဲသင်ရဲ့တကယ်လက်တွေ့မှာသုံးနိုင်တဲ့လက်နက်တစ်ခုဖြစ်အောင်ဘယ်လိုတွေးရမလဲဆိုတာပြောပြမယ် အထီရောက်ဆုံးနေလန်းကတော့ shadowing ပါအရေးလိုလိုက်ပြောတာပေါ့ကိုရီးယားဇလန်တွဲတွေကြီးပြီးစက်ကောင်ပြောတဲ့အတိုင်းအတန်ကြီးထန်ထားအရှိန်အကောင်လုံးကိုတပြိုင်တည်းလိုက်ပြောတာမျိုးပါ K-pop သချင်းတွေကလည်းအထန်ချိဆက်ပုံကိုလေ့လာဖို့အကောင်းဆုံးပဲနောက်ပြီးကိုယ့်ထံကိုဖမ်းပြီးပြန်နှက်ထောင်ကြည့်ကိုအားနေချက်ကိုအကောင်းဆုံးထောက်ပြပေးနိုင်မှာပါအရေးကြီးဆုံးကတော့လေအစာပိုင်းမှာအမြန်ပြောဖို့လုံးဝမကြိုးစားပါနဲ့ဖြည်းဖြည်းနဲ့မှန်အောင်ပြောဖို့ပဲအာရုံစိုက်ပါအမှန်ရသွားရင်အမြန်ကသူ့အလိုလိုလိုက်လာပါလိမ့်မယ် ဒီနေ့တင်ခဲ့တဲ့မော်ပညာအသုံးမျိုးကစီးမြင့်တွေတတ်တဲ့မဟုတ်ပါဘူးဒါတွေကကိုရီးယားစကားရဲ့တဘာဝစီးဆင်းမှုကိုနားလည်စေတဲ့သောချက်တွေပါစီးမြင့်တွေကိုအလွတ်ကျက်တာထဲငားလျာကဘလို့ဆိုရင်ပိုတက်တာပြီးချောမွေလဲဆိုတာကိုခန်းစားပြီးလေ့ကျင့်သွားပါအခုတင်လက်ထဲမှာစေရုပ်စကားပလို့ကိုအသက်သွင်းလိုက်မဲ့မော်ပညာတွေရှိနေပြီဒါတွေကိုသုံးပြီးတင်ရဲ့ကိုရီးယားစကားပြောခွေကြီးကိုအစင်တက်ခံမြင့်တင်တူအစင်တင်ဖြစ်ပြီးလို့ကျွန်တော်ယုံကြည်ပါတယ်